မြင်ပြေးရပေါ့နော်နှင်းနေတယ်ပေါ့နော်နှင်းနေရဆိုတော့ပြေးမှာဆိုတော့ပေါ့နော်ဒီပြေးမှာဆိုတော့ဘောင်းကြီးအရှိဝစ်လာအောင်မယ်ပေါ့နော်ဘောင်းကြီးရှိဝစ်လိုက်အောင်မယ်ဒီထဲကဝစ်မယ်ဒီထဲပဲဝစ်လိုက်မယ်နော်ဒီဟာလေးပဲဝစ်လိုက်မယ်နော်ဒါလေးပဲဝစ်လိုက်အရောင်ပြောင်းနေတော့ဒါလေးပဲဝစ်လိုက်ပါမယ်ဝစ်ပြီးလို့ရှိရင်ဒီကပေါ့နော်သပင်လေးလည်းပြောင်းချင်တာဆိုတော့သပင်လေးလည်းပြောင်းပါမယ်ဒါလေးပဲပြောင်းလိုက်မယ်နော်ပြောင်းမယ်အယောင်လည်းပြောင်းလိုက်တော့မယ်တခါတည်းပြီးရောကဲပြီးတော့မယ်အရေးရှိအောင်လုပ်လိုက်အောင်မယ်ပြောပြပြီးသွားရင်နော်ဒီအမြန်လုပ်ပြတော့မှာဖြစ်ပါတယ်ဒီမြင်တဲ့ကိုဝင်ပါဝင်ပြီးလို့ရှိရင်ဒီ cross ကိုနိုင်ပါနိုင်ပြီးလို့ရှိရင်ဒီလိုမျိုးဟုတ်လားမဟုတ်လားတော့မသိဘူးဒီထဲကိုရမှာဟုတ်ပါဘူးမကုံလို့ပါရှင်ဟာနှစ်ဝိုင်းနေဖြစ်ကုန်ပြီဒီထဲဝင်ရမှာပေါ့နော်ဒီထဲကိုဝင်ကမှာဟာဟုတ်တယ်လေခဏလေးပေါ့နော်တို့ပြရအောင်မလေးဒီထဲဝင်မှာပါဝင်လိုက်လို့ရှိရင်ဒီမှာပေါ့နော်ဒီမြားလေးရှိရဘာဘူးဒီအပေါင်းလေးရှိရပြောလားဒီအောက်ကဒီအပေါင်းလေးအပေါင်းကကြတော့9ထီရှိတယ်အဲ့ဒီ9ထီကိုလောက်ပါလောက်ထားလို့ရှိရင်9ထီပဲသူကလောက်တာပေါ့နော်9ထီကဒီမှာနှိမ့်နေတာကိုမရတော့ဘူးအဲ့တော့9ထီပေါ့နော်ပြီးတော့ကြတော့ကျမပြီးပြပါမယ်ကြည့်လိုက်ပါတော်တော့ရည်စရာကောင်းတယ်ဘောနော်ဒီလိုမျိုးလေးရတော့ပါသူဟာတုံးပြန်နဲ့ပြန်လိုက်လို့ရှိရင်အပြည့်အနှေးပြန်နှေးသွားတာပေါ့နော်ဒီမှာပေါ့နော်ဒါလောက်မြန်လဲဆိုတာပေါ့နော်ဒီမှာဒီလိုလေးလမ်းလျှောက်တာတော့မှမြန်နေသေးတယ်ပေါ့နော်ဒီလိုပြည့်ရင်တော့ပိုးမြန်တာပေါ့နော်ဟဲအဲ့လိုနေပြည့်ရင်တော့ပိုးမြန်နေပေါ့နော်တူရေးအဲ့လိုမျိုးလေးပြည့်ရင်မြန်ပါတယ်ကြည့်လိုက်